အီရန်အစ္စရေးစစ်ပွဲရက်20ကျော်လာချိန်မှာအလှည့်ပြောင်းတစ်တစ်ခုကိုရောက်လာခဲ့ပါပြီ။စစ်မြေပြင်ကရုတ်တရက်ဆိုသလိုပဲအရေးကြီးတဲ့စွမ်းအင်စစ်ရုံတွေဘက်ကိုဦးလှည့်လာပြီးတော့လေကမ္ဘာစွမ်းအင်ဈေးခွက်တစ်ခုလုံးကိုပါတုံ့လှူသွားစေခဲ့တယ်။ဆိုတော့ပောက်ခွဲထွက်တော့မဲ့ဒီအခြေအနေကဘေးကနေစတာလဲဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီပฏิပတ်ခေါ်ရဲ့အကျိုးဆက်ကိုကဘာကချက်ချင်းကိုခန်းစားလိုက်ရတယ်။အဲ့ဒါကတော့ကဘာရေနံဈေးတွေထိုးတက်သွားတာပါပဲ။ကြည့်ပါဦး။မြောက်ပင်လယ်က Brent ရေနံစိမ်းဈေးဆို6%ကျော်ခုန်တက်တည်တစ်စီကိုဒေါ်လာ110နာကိုကတ်သွားတာ။ UAE ရဲ့ Morban ရေနံစိမ်းကဆိုဒေါ်လာ110ခွန် American WTI ကလည်းဒေါ်လာ96အထိစံချိန်တင်မြင့်တက်ခဲ့တာပါ။ဒါကတာမန်အခြေအနေမဟုတ်တော့ဘူးဆိုတာရှင်းပါတယ်။ဒါဆိုကဘာစွမ်းရင်ဈေးကွက်တစ်ခုလုံးကိုဒီလောက်အထိလွတ်ခတ်သွားစေတဲ့အဓိကအကြောင်းရင်းကတကယ်တမ်းမှဘာဖြစ်မလဲဟုတ်ပြီအဖြစ်ဖြစ်တဲ့အဆကိုပြောင်းသွားကြည့်ဖို့ယိုလာပါပြီအရာအလုံးရဲ့အစကတော့အစ္စရေးရဲ့မကြုံစဘူးချိုးစစ်တစ်ခုကနေစတင်ခဲ့တာပါသူတို့ရဲ့ပြစ်မှတ်ကလည်းတာမန်နေရာမဟုတ်ဘူးအီရန်ရဲ့အဓိကစွမ်းရည်အသက်သွေးကြောတစ်ခုဖြစ်နေခဲ့ပါတယ်ဒါတာမန်တိုက်ခိုက်မှုတစ်ခုလုံးမှမဟုတ်ခဲ့ပါဘူးဘာလို့လဲဆိုတော့အစ္စရေးကအီရန်ရဲ့စွမ်းရည်ကဏ္ဍကိုပထမဆုံးအကြိမ်အဖြစ်တိုက်ရိုက်စီးရေးပြစ်မှတ်ဖြစ်သတ်မှတ်လိုက်တာမို့လို့ပဲဒီလိုရဲ့ကနိုင်ငံခြားကပဋိပက္ခကိုအယံကိုအန်တဲ့ကြီးတဲ့အဆင့်တစ်ခုစီတွန်းပို့လိုက်တာနဲ့အတူတူပါပဲအစ္စရေးပြစ်မှတ်ထားခဲ့တဲ့ South Pass တဘာဝတက်ငွေ့မီလားအီရန်အတွက်ဘလောက်တောင်အရေးပါတယ်လဲဆိုရင်နိုင်ငံရဲ့တဘာဝတက်ငွေ့စုစုပေါင်းရဲ့80%ပတိရှိုက်ဟုတ်ပါတယ်80%ကိုဒီတနေရာတွေကနေထုတ်လုပ်နေတာပါပြောရရင်တော့ဒါကအီရန်ရဲ့စွမ်းရည်လုံခြုံရေးအတွက်အသက်သွေးကြောပဲပေါ့ဒါပေမဲ့ဒီကိစ္စကအီရန်တနိုင်ငံနဲ့တင်ဆိုင်တာမဟုတ်ဘူးSouth Pass ဆိုတာကတကယ်တော့ကာတာနိုင်ငံနဲ့မြောက်ဝေပိုင်ဆိုင်ထားတဲ့ပင်လယ်အောက်ကအကြီးဆုံးအေယာမတဘာဝဓာတ်ငွေ့အမြင့်ကြီးရဲ့တစ်ချမ်းပဲကာတာဘက်ချမ်းကိုတော့ North Dome လို့ခေါ်တယ်ဒီနှစ်ခုပေါင်းလိုက်ရင်ဒါကဘာအကြီးဆုံးတဘာဝဓာတ်ငွေ့အမြင့်ဖြစ်သွားပြီဆိုတော့ရှင်းရှင်းလေးပဲအီရန်ရဲ့ဓာတ်ငွေ့မြေကိုတိုက်ခိုက်တယ်ဆိုတာတနည်းအားဖြင့်ကဘာစွမ်းရည်ထောက်ပံ့ရေးရဲ့အသေးနဲ့လုံးကိုထိလိုက်တာနဲ့ဘာမှမထူးတော့ဘူးကဲဒီလိုတိုက်ခိုက်ခံရပြီးတော့အီရန်ဘက်ကလက်ပိုက်ကြည့်နေမယ်မထင်ပါနဲ့မနေခဲ့ပါဘူးသူတို့ရဲ့လက်တုံးပြန်မှုကအရန်ကိုမြန်တယ်ပြီးတော့ပတိပခတ်ကိုမီးလောင်ရလေးပင့်တယ်လို့ပိုးပြီးအရှိန်တင်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်အဖြစ်ပြက်တွေကဒီလိုအစစ်စင်တွားတယ်အစ္စရေးက South Pass ကိုတိုက်ခိုက်တယ်တိတ်မကြဘူးအီရန်ဒေါ်လာကြီးအဆောင်တန်အာယာကြီးစီကအင်္ဂလိပ်ချင်းနိုင်ငံတွေကိုထူးထူးဆန်းဆန်းတရီပေးချက်တစ်ခုထုတ်ပြန်တယ်ဘာလဲဆိုတော့သူတို့ရဲ့စွမ်းရည်စက်ရုံတွေနားကနေလူတွေကိုချွေပြောင်းထားဖို့တဲ့အဲ့ဒီနောက်မှာတော့ဟုတ်တယ်အလုံးခမ်းမှတ်မိတဲ့အတိုင်းပဲအီရန်ရဲ့တုံးကြီးတွေဟာကာရနိုင်ငံစီကိုတနက်မမတ်ပြန်တန်းသွားတော့တာပဲစုစုပေါင်းတုံးကြီး9စင်းပစ်လွတ်ခဲ့တာမှ4စင်းကိုတော့ကြားဖြတ်ကာကွယ်နိုင်ခဲ့လေလို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီနောက်ဆုံးတစ်စင်းအဲ့ဒီတစ်စင်းအရောကာကွယ်ရေးစနစ်တွေကိုကြော်ပြီးခါတာရဲ့အဓိကတဘာဝတံခွေထုတ်လို့ရေးအချက်အချာဖြစ်တဲ့ Resla Fund စက်မှုစုံတွေကိုတေးတဲ့ကိုကြာရောပေါက်ကွဲသွားတယ်ပြီးတော့အကြီးကျယ်မီးလောင်မှုတွေဖြစ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုပေါ်မှာကာတာနိုင်ငံရဲ့တုံ့ပြန်မှုကလည်းပြင်းထန်ခဲ့ပါတယ်။သူတို့နိုင်ငံသားရေးဝန်ကြီးဌာနကနေကြေညာချက်ထုတ်ပြန်ပြီးဒါဟာကျွန်ုပ်တို့ရဲ့အမျိုးသားလုံခြုံရေးနဲ့ဒေသဝန်တည်ငြိမ်ရေးကိုတိုက်လိုက်ချင်းချောက်မှုဖြစ်တယ်ဆိုပြီးအီရန်ကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ဒီလိုနဲ့စွမ်းရည်စယုံတွေကိုအပြန်အလှန်ဖိမှတ်ထားတဲ့ခံရကအနည်းဒီပဋိပက္ခကထိန်လို့မရရဲ့မီးတောက်ကြီးတစ်ခုလိုအရှင်အဟုန်နဲ့ပြန့်နှံ့သွားတော့တာပဲ။အခြေအနေတွေကတကယ်ကိုတရက်တရက်ပိုဆိုးလာတယ်ပထမဆုံးအီရန်ရဲ့ထောက်လိုင်းအီဝင်ကြီးနဲ့အစစ်မြင့်အရာရှိတို့ဦးလောက်ကြံခံလိုက်ရတယ်။ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့အီရန်ကတယ်လီဗီဖ်လို့အစ္စရေးမြို့ကြီးတွေကိုဒုံးကြီးတွေနဲ့တရက်ဆက်ထစ်တော်တာပဲ။တုံးသွားတာက cluster munitions လေထဲမှာဘောအထီးလေးတွေအများကြီးပြန်ကွဲထွက်တဲ့အဖြစ်ဆွမ်းအားမြင့်ဒုံးကြီးတွေပါ။ဒီတိုက်ခိုက်မှုတွေကြောင့်အစ္စရေးအရသား14ယောက်ထက်မနည်းသေဆုံးခဲ့ရတယ်။အခြေအနေကဒီမှာထင်ရမတွဘူး။ဆော်ဒီအာရေဗျရဲ့စွမ်းရည်စက်ရုံတွေကိုဖိမှတ်ထားတဲ့ drone တွေကိုတောင်ကြားဖြတ်ဟန်ထားခဲ့ရတယ်ဆိုတဲ့သတင်းတွေပါထွက်လာခဲ့တယ်။ဒီလိုထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အခြေအနေမှာအီရန်သမ္မတမာဆုတ်ဖဇက်ရှ်ကီယန်ကကဘာကိုပြင်းထန်တဲ့တတိပေးချက်တစ်ခုထောက်ပြလာပါတယ်။သူပြောတာကဒီတိုက်ခိုက်မှုတွေဟာထိန်းချုပ်မရနိုင်တဲ့အကျိုးဆက်တွေကိုဖြစ်စေနိုင်တယ်။ပြီးတော့အဲ့ဒီအကျိုးဆက်တွေကကဘာကြီးတစ်ခုလုံးကိုခွမ်းခြုံသွားနိုင်တဲ့ဒါကတော်တော်လေးကိုပြင်းထန်တဲ့စကားပဲ။ဒေတာတွေမှာအခြေအနေဒီလောက်ထိတင်းမာနေပြီဆိုတော့ကဘာစစ်သွင်းခုံပေါ်ကတခြားကစားသမားတွေကဘာအင်အားကြီးနိုင်မြန်တွေကတော့ဘလို့ရည်တည်ချက်မျိုးရှိနေကြတယ်လေ။လာသူတို့ရဲ့တုံ့ပြန်မှုတွေကိုတစ်ချက်ကြည့်လိုက်အောင်နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကလည်းစိတ်ဝင်စားစရာပဲတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးအိမ်ကြီးချင်းတီတဲ့ကာတာနဲ့ UAE ကတော့အချိန်ကြီးတင်းမာမှုကိုရှုတ်ချတယ်ယူရှာကတိုက်ပွဲတွေချက်ချင်းရပ်ဖို့တောင်းဆိုတယ် EU ကတော့လူသားချင်းစာနာမှုဆိုင်ရာအချက်အတဲကိုစိုးရင်ကြောင်းထုတ်ပြောတယ်ဒါမဲ့အားလုံးထဲမှာအထူးခြားဆုံးမှာတော့အမေရိကန်ရဲ့အခမ်းကဏ္ဍပဲ
အစ္စရေးမီဒီယာတွေရဲ့ဖော်ပြခြင်းရတော့ဒီပဋိပက္ခကိုစခဲ့တဲ့အစ္စရေးရဲ့ပထမဆုံးတိုက်ခိုက်မှုကိုအမေရိကန်ကကြိုတင်မီစင်းပြခဲ့တယ်လို့ဆိုနေကြတယ် အခုအခြေအနေကနတ်နိုင်ငံလုံးကတယောက်တလက်မှနောက်မဆုတ်တဲ့နေထားပဲအစ္စရေးဘက်ကအီရန်အရာရှိကြီးတွေကိုဆက်ပြီးပြတ်မှတ်ထားသွားမယ်လို့ကြေညာထားတယ်အီရန်ရဲ့ cluster munitions 3တာကိုလည်းစစ်ရာဇဝတ်မှုလို့ဆွဆွဲထားတယ်တစ်ဖက်မှာကျတော့အီရန်ကသူတို့အရာရှိတွေလှုပ်ချန်ခံရတာအကပြင်းပြင်းထန်ထန်လက်တုံပြန်မယ်လို့ကြွေးကြော်ထားတယ်ပြီးတော့ပိုပြီးကြောက်စရာကောင်းတဲ့ချင်းချောက်မှုတစ်ခုကိုပါထပ်ပေါင်းလိုက်တယ်အဲ့ဒါကသူတို့ရဲ့စွမ်းအင်ကန်တာကိုသာနောက်တစ်ခါလာထိဟေဒေတာတွင်ကရေနံနဲ့ဓာတ်ခွဲလုပ်ငန်းအားလုံးကိုဖျက်ဆီးပစ်မယ်တဲ့ ဒီဖြစ်ရတဲ့အားလုံးကနေပြီးတော့နောက်ဆုံးမှာအရေးကြီးတဲ့မဲကွန်းတစ်ခုကျန်ခဲ့တယ်။ဆိုင်းရင်စက်ယုံတွေကစစ်ပွဲရဲ့အထူးပစ်မှတ်ဖြစ်လာတဲ့အခါဒေတာတွင်ပဋိပက္ခလေးတစ်ခုကနေကဘာလုံးဆိုင်ရာအကျက်အတဲအဖြစ်ကိုမကူးပြောင်းဝအောင်ကဘာကြီးကဘလို့ဓာစီကြမလဲ။ဒါဟာအခုချိန်မှာကဘာခေါင်းဆောင်တွေအပြေရှာရမယ့်အရေးကြီးဆုံးမဲကွန်းဖြစ်ခေါင်းဖြစ်နိုင်ပါတယ်